ဆိုညီမတွေတဲ့အုံနောက်ရှိရှိနဲ့ချမ်းသာတဲ့တိုင်ဝမ်ကတတိကြီးတွေကိုသာအိမ်တော်ဖက်ဖြစ်ရွေးချယ်ခဲ့သူနှစ်ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။မြန်မာနိုင်ငံမှာလူပညာရှင်ညီမတွေဖြစ်တဲ့ဆိုညီမတွေတွေကမှဘဝအတွက်အိမ်တော်ဖက်ယောက်ျားကောင်းတွေကိုဉာဏ်ပညာရှိရှိနဲ့ရွေးချယ်ခဲ့တဲ့ညီမနှစ်ယောက်ကတော့စနေမြင့်လွင်နဲ့ဆိုပြေတစင်တို့ညီမပါ။သူတို့ညီမတွေကိုတော့ပရိသတ်တွေလည်းအားလုံးကြည့်ကြမှာပါ။ဆိုညီမတွေတစ်မျိုးလုံးတစ်ဆွေလုံးကိုမှခြေကေကိုမှအကျော်လာတွေပေါ်ပြီးတော့စင်ရင်ခံကောင်းလွန်တာကြောင့်လူတွေကဝိုင်းပြီးတော့ချစ်ခင်အားပေးနေကြတာပါဆိုညီမတွေဖြစ်တဲ့ဆိုမြတ်တူစာဆိုမြတ်ကလျာဆိုမြတ်နနာဆိုပြေတစင်နဲ့စနေမြင့်လင်တို့အားလုံးကအနုပညာလောကမှာနာမည်တလုံးနဲ့အောင်မြင်မှုတွေကိုစုခိုးရရွေးချတဲ့ထိတ်တန့်အနုပညာရှင်အမျိုးသမီးကြီးတွေဆိုလည်းမှာပါဘူးအနုပညာလောကမှာတည်းအောင်မြင်နေကြမှာမဟုတ်ပါဘူးအိမ်တော်ရေးနဲ့ပတ်သက်လာရင်လည်းအသိဉာဏ်ရှိရှိနဲ့ကိုဘဝနောက်ရေးကောင်းဖို့အတွက်အာကိုအားထားလို့ရမယ်ယောက်ျားကောင်းတွေကိုအိမ်ထောင်ဖက်ဖြစ်နေရွေးချယ်နိုင်တဲ့သူတွေကတော့စနေမြင့်လွင်နဲ့ဆိုပြေတစင်တို့ညီမနှစ်ယောက်ပါပရိသတ်တွေသိတဲ့အတိုင်းပဲအစရောမလေးစနေမြင့်လွင်ကိုတော့တချမ်းချက်တူပရိသတ်တွေအားလုံးမသိတဲ့သူမရှိသလောက်ပါပဲအတန်ပါဝါအားကောင်းတဲ့တခြင်းတွေကိုအပီဟဲတက်တယ်လို့ rap တွေကိုလည်းလက်တဲရွတ်နိုင်တဲ့အထိအနုပညာပါရမီကောင်းသူတူဖြစ်ပါတယ်။ဒါကြောင့်တခြင်းကစနေမြင့်လွင်ဆိုတဲ့နာမည်နဲ့အောင်မြင်မှုတွေကိုတတိကြီးရရှိပြီးတော့အဗန်တွေများစွာကိုလည်းထုတ်လုပ်နိုင်ခဲ့တာပါ။ဒီလိုအနုပညာလောကမှာအောင်မြင်မှုတွေရရှိထားတဲ့ပြင်အိမ်တော်ရေးလောကမှာလည်းတကယ်ကိုကံကောင်းလွန်တူတရားလို့ဆိုရမှာပါ။အားလုံးလည်းသိကြတဲ့အတိုင်းစနေမြင့်လွင်တို့မိသားစုပုံရိပ်တွေကိုချစ်စွဲမြင်တွေ့ရမှာပါ။စနေမြင့်လွင်ခင်မောဖြစ်တဲ့တီဟာလွင်ကလည်းကိုပိုင်စီးပွားရေးလုပ်ငန်းတွေအများကြီးပိုင်ဆိုင်ထားတဲ့စီးပွားလုပ်ငန်းရှင်တတိကြီးတယောက်ဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းစနေမြင့်လွင်ခင်မောတဲ့ကိုတီဟာလွင်ကစနေမြင့်လွင်အနာမှာလူလေးသိမရှိဖြည့်စေပြီးတော့တာတမင်းတွေအတွက်လည်းတာဝန်ကျေပွန်တဲ့သူပါ။ဒါကြောင့်စနေမြင့်လွင်ကိုအိမ်တော်ရေးကံကောင်းသူဖြစ်နေသတ်မှတ်ကြပါတယ်။အမပြတ်သူစနေမြင့်လွယ်ချက်ပူပြီးအိမ်တော်ရေးကံကောင်းမယ်လို့ထင်ကြေးပေးနေကြတာကတော့တရုတ်ဆောင်မင်းသမီးလေးဆိုပြေတစင်ပါအလုံးသိကြတဲ့အတိုင်းပဲဆိုပြေတစင်ကတရုတ်ဆောင်မင်းသားဟေဝီယန်နဲ့လက်ထပ်ဖို့ပြင်ဆင်နေရပါဟေဝီယန်ကအလုံးသိကြတဲ့အတိုင်းပဲမွန်ပြင်းတွေကထိတ်တန့်တတိမိသားစုဖြစ်ပါတယ်ဟေဝီယန်မိသားစုကဆောက်လုပ်ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့အတူတခြားသောစီးပွားရေးလုပ်ငန်းများစွာရှိနေရဖြစ်ပါတယ်။အခုဆိုရင်တော့ဟေဝီယန်နဲ့ဆိုဗီယက်တစင်တို့မင်္ဂလာပွဲ6ပဲတိဆောင်မယ်လို့ပြောနေကြသလိုဟေဝီယန်ကဆိုဗီယက်တစင်ကိုတိမ်ပေါင်တောင်းချီတဲ့နဲ့ပထမလက်စုနဲ့လက်ထက်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဆိုဗီယက်တစင်အနေနဲ့ကျေဝါချန်တာရဲ့မိသားစုကတာနဲ့လက်ထက်ရမှာဖြစ်လို့အိမ်တော်ကြီးကန်ကောင်းတယ်လို့ဆိုကြတာပါ။ဒါပြင်ဟေဝီယန်နဲ့ဆိုဗီယက်တစင်တို့ချစ်ကြိုက်နေတဲ့6နှစ်ခွဲကာလအတွင်းမှာဆိုဗီယက်တစင်ကိုကလေးတယောက်လိုမျိုးအလိုလိုက်ချစ်ခင်ပြီးတော့မျက်နှာအညိုးမခံဘူးလို့ဆိုရတယ်။ဒါကြောင့်လေဟေဝီရဲ့ချက်တက်နေမှုတွေကိုပရိသတ်တွေကအားကျနေကြတာပါ။အခုပြောပြသွားခဲ့တာကတော့စိုးညီမတွေထဲမှာချမ်းသာကြွယ်ဝတဲ့တတွေတွေကိုလက်ထက်ကအိမ်တော်ကြီးခံကောင်းတဲ့ဆိုဗီယက်တစင်နဲ့စနေမြင့်လင်းအကြောင်းလေးပဲဖြစ်ပါတယ်ရှင်။ညီမနှစ်ယောက်နဲ့ပတ်သက်လို့မိမိရဲ့အမြင်လေးတွေကိုလည်းပြောပြကြပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာကြောင့်တည်တဲ့တူဖြန့်လာခဲ့အောင်ပါဖြစ်လို့အတိတ်တော်ပရိတင်နာမလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်